စစ်ဆုံးလေးတို့ရေနန်းခကော်လက်ရှင်မှာကြိုဆိုပါတယ်မမေဒီနေ့ထယ်လေးတွေမရောင်းတော့ဘူးနော်မမေတို့နန်းခကော်လက်ရှင်မှာဘာတွေရမလဲဆိုတာရှင်းပြပေးမယ်နော်မမေတို့စီမှာအပေါ်ပိုင်းဆိုရင်ဒါလေးတွေရပါတယ်အောက်ပိုင်းဆိုရင်ဒါလေးတွေရပါတယ်ကောင်းဝင်နေဆိုရင်ဒါလေးတွေရပါတယ်အပေါ်ကဝက်ဆက်ဆိုရင်ဒါလေးတွေရပါတယ်မြမဝတ်စုံလေးတွေဆိုရင်လက်ကော်တယ်စက္ကတ်တယ်ဟန်မိတ်တယ်ချက်ချင်းတယ်အေးလေးချီတယ်လေးတွေလည်းရနိုင်ပါတယ်နော်မမေတို့ရဲ့ Facebook အကောင့်နဲ့ TikTok မှာလည်းအထည်ဒီဇိုင်းလေးတွေရရှိနိုင်တဲ့အကြောင်းလေးတွေတစ်ခုချင်းစီရဲ့ဈေးနှုန်းလေးတွေကိုစုစုံလင်လင်းတင်ပေးထားပါတယ်နော်မမေတို့အနေနဲ့ရိုင်းရောက်တဲ့မြို့တွေရောက်ပို့ပေးနိုင်ပါတယ်ရန်ကုန်မြို့တွေဆိုလို့ရှိရင်တော့အရောက်ငွေချေရပါတယ်ကျန်မြို့နယ်တွေဆိုရင်တော့စရံဝင်1000ကျော်လဲပေးရပါမယ်နော်မမေတို့ရဲ့ Facebook page နဲ့ TikTok အကောင့်ကနန်းခကော်လက်ရှင်မှာViber Telegram နံပါတ်က098890902223ကိုအသေးစိတ်မေးမြန်းနိုင်ပါတယ်လူကိုယ်တိုင်အိမ်ရောက်ဝယ်ယူအားပေးခြင်းသော customer များအနေဖြင့်အမှတ်144ခိုင်ရှိုဝါဘုံလမ်းကမာရွတ်မြို့နယ်အိမ်ရောက်ဝယ်ယူအားပေးမည်ဆိုပါကဖုန်းလေးကျဆက်ပေးပါရှင်098890902223ပါယုံကြည်စိတ်ချစွာအားပေးခဲ့သော customer များအထူးကျေးဇူးတင်ရှိပါတယ်ရှင်ထပ်မံဝယ်ယူမည့် customer များအနေဖြင့်လည်းယုံကြည်စွာအားပေးနိုင်ပါတယ်ရှင်အထူးကျေးဇူးတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုထပ်တွေ့ပါမယ်ဘိုင်ဘိုင်